1HP မှာ what ဘလောက်ရှိလဲလို့မေးလိုက်မှဆိုရင်ဆရာတို့ကောင်းတင်းမှာ946 watt ရှိတယ်ဆိုတာကိုအသိမှတ်ထားရမယ်ရှင်းပြီနော်အဲ့ဆို 1HP မှာ946 watt ရှိတယ်ဟုတ်တယ်နော်ဒါဆိုရင်1ကိုဘာလုပ်မလဲဆိုတော့1ဆိုတာ1000ကိုပြောတာဥပမာခုစေရ1000 အဲ့1000ကိုဘာလုပ်ရမလဲ0.8နဲ့မြောက်လိုက် power factor နဲ့မြောက်ဘယ်လောက်လဲ800 watt ထုတ်လို့ရမယ်လား 1HP ကိုထုတ်လို့သူက800 watt ထုတ်လို့ရမယ်800 watt ပြည့်ကိုပြည့်ရမယ်ဒါကိုပြောချင်တာဟုတ်တယ်နော်တကောင်မှာတော့946 watt ဆိုတာသိတယ် okay နောက်တစ်ခုဆက်ပြောမယ် 1.5 HP 1.5 HP ကို1500လို့သုံးမယ်ဟုတ်တယ်နော်1500ခုစေရ1500ဘာတော့မှ1500မပြည့်ဘူး1500ဆိုတာခင်ဗျားတို့ထုတ်လို့ရမှာကအမြောက် 0.8 ဘယ်လောက်ရလဲ1200 watt ရှိတယ်လက်ရှင်းပြီလားမသိဘူးလွယ်အောင်ပြောတာဒါဆိုရင်လားဆရာ 2HP မှာ watt ဘယ်လောက်လဲလက်ရှင်းတယ်ဟုတ်တယ်နော် 2.0 HP လွယ်လဲမလိုက်2000ခုစေရ1000အမြောက် power factor နဲ့power factor နဲ့မြောက်လိုက်ဘယ်လောက်လဲ1600 watt ခုစေရ1600 watt ဟုတ်တယ်နော်1600 watt ထုတ်ရမယ်လို့ပြောတာအဲ့ဒါမှတချို့ကဘာထုတ်ရမလဲ1500 watt ထုတ်ကြတဲ့သူရှိမယ်1900 watt ထုတ်လို့ကြတဲ့သူရှိမယ်ဒါမဲ့ညီတို့ကို watt ရှိမယ်မှာ watt ဘယ်လောက်ရှိလဲဆိုတာသိချင်တာတကောင်မှာ946 watt ဆိုတာတကဘာလုံးကလူတွေအားလုံးသိတယ်ဟုတ်တယ်နော်ဒါပေမဲ့ 1HP ကို1000ထား1000ကို power factor နဲ့စားလိုက်မြောက်လိုက်အဲ့ဒါမှအဲ့ဒီ watt လာမယ်အဲ့ဒီ watt ထုတ်လို့ရမယ်ဆိုတော့ညီတို့ကောင်းထဲမှာအသိမှတ်ထားဟုတ်တယ်နော် 2HP ဟုတ်တယ်နော် 2HP ဆိုရင်လွယ်လေးပြောမယ်ဆိုရင်946 watt ကိုနှစ်နဲ့မြောက်လိုက်ပေါ့အဲ့မှာ watt ထွက်လာမှာပေါ့မဟုတ်ဘူးဆရာတို့ပြောတာက 2HP ဒီ2000ကို power factor နဲ့မြောက်လိုက်ညီထုတ်ရမယ်ဟာဒီ1600 watt မှာထုတ်လို့ရမယ်နှစ်ကောင်ကိုအဲ့ဒီမှာတချို့ကုမ္ပဏီက1900 watt ထုတ်လို့မယ်တချို့ကုမ္ပဏီက1500 watt ထုတ်လို့မယ်ရှင်းပြီလားမသိဘူးသဘောပေါက်ပြီနော်ဒါကိုနားလည်ပြောပြတာလွယ်လေးမှတ်လိုက် 1HP လို့ဆို1000 power factor နဲ့စားလိုက်ဒီ watt မှာထုတ်လို့ရမယ်ဟုတ်တယ်နော်တကယ်တမ်းကျတော့ဆရာတို့အားလုံးကိုသိရမှာက 1HP မှာ946 watt ဆိုတာကတော့သိထားရမယ်ဒါကတကဘာလုံးကလူတွေအားလုံးသိရမှာဟုတ်တယ်နော်သို့ပေမဲ့ဘလောက်ထုတ်ရမယ်ဆိုတာခင်ဗျာလူတွေလဲရှာလိုက်အဲ့ဒါကို okay 2.5 HP 2500အမြောက် 0.8 ဘယ်လောက်ရလဲ2000 watt ကိုထုတ်လို့ရမယ်ထုတ်လိုက်တဲ့သူက1900ထုတ်ရှင်ထုတ်မယ်ထုတ်လိုက်တဲ့သူက2100ထုတ်ရှင်ထုတ်မယ်ရှင်းပြီလားမသိဘူး2.5 HP ဒီခင်ဗျာဒီလောက် watt ကိုထုတ်လို့ရမယ်လို့ပြောထားတာသူကရှင်းပြီလားမသိဘူးအမြဲတမ်းပြောတယ်946 watt ဒီတကဘာလုံးကចောင်းသားအလုံးတကောင်ဆိုတာသိရမယ်ဒါပေမဲ့ 1HP ကိုဆရာတို့က1000လို့ကိုစားပြုတ်လိုက်တာအဲ့ဒါကိုမှ power factor နဲ့လုပ်လိုက်တဲ့အခါထုတ်လို့ရမယ် watt ရလာတယ်မင်းတို့ဒီလောက်ဆိုတာကိုနော်သွားလိုက်တေးရှားတဲ့ 1HP မှာ946 watt ဆိုတာသွားတန်းချင်းလိုက်အဲ့မှာ aircon မရတာ850 watt 946 watt ထုတ်လို့မရဘူး946 watt ပြည့်ဖို့အတွက်940ရဲ့အထက်မှာထုတ်ရတယ်ဒါမှအဲ့ဒီ watt ကိုပြည့်မှာဒီပြည့်တာကိုရှာလိုက်တာဆရာတို့ကလွယ်လွယ်တဲ့တစ်ခါစီကြ946 watt မှာတကောင်ခွဲမှာဘလောက် watt လဲမသိဘူးလို့မေးလိုက်ရင်ခဏတစ်ဖြုတ်မဖြေနိုင်ဘူးလွယ်လွယ်လေးတကောင်ခွဲကို1.5 1500လောက်လိုက်1500လာ power factor နဲ့မြောက်လိုက်အဲ့ဒါမှအဲ့ဒီဒီကောင်ရဲ့ထုတ်လို့ရမှာ watt ကိုထွက်သွားတယ်ရှင်းပြီလားမသိဘူးနားလည်ပြီနော်ဒါက compressor ရဲ့ watt ဘယ်လိုရလာလဲဆိုတာပြပြတာအဲ့ဒီထဲမှာမှဆရာတို့ကအုံးလုံးနဲ့ရှာလို့ရတဲ့ဟာဒီသူ့ရဲ့ watt ပြန်ထွက်လာမှာပေါ့တစ်စင်ချင်းစီသွားတာဒါ compressor အပိုင်းတွေကိုဟုတ်တယ်နော်ဆက်ရမယ်